နှလုံးအားနဲ့ရင်ကြောက်ကတ်ထိခိုက်တလားကြောက်ကတ်မထိခိုက်အောင်ဘလို့ကာဝယ်မလဲနှလုံးနဲ့ကြောက်ကတ်ကအပြန်အလှန်ဆက်နွယ်နေပါတယ်နှလုံးအားနဲ့လာရင်ကြောက်ကတ်လည်းထိခိုက်လာတတ်ပါတယ်နှလုံးကသွေးကောင်းမညစ်ထုတ်နိုင်ရင်ကြောက်ကတ်ကသွေးမရလို့အလုံးမလုံးနိုင်တော့ဘူးဒါကိုဆေးပညာမှာ Cardiorenal Syndrome လို့ခေါ်ပါတယ်ကြောက်ကတ်ကခန္ဓာကိုယ်ရဲ့ရေစစ်ပါအစိတ်အတောက်တွေကိုစီးအဖြစ်စစ်ထုတ်ပေးတယ်ဒါပေမဲ့သူကအယမ်းသိခံတတ်တော့ကိုလက်စရာခိုင်နှုန်းလောက်ပျက်စီးသွားတဲ့အထိဘာလက္ခဏာမှမပြတတ်ပါဘူးမတိမတာနဲ့ပျက်စီးသွားအောင်ကျွန်တော်တို့ဘာတွေလုပ်မိနေကြလဲပထမဆုံးအမားကအကိုက်အခဲပလို့ဆေးတွေပါခေါင်းကိုယ်လဲစုပြီးဆေးဆိုင်ကနေလွယ်ဝယ်တောက်နေတဲ့အဲ့ဒီဆေးတွေကကြောက်ကတ်ကိုတိတ်တဆိတ်တတ်နေတာပါဆရာဝန်ညွှန်ကြားချက်မရှိဘဲရေရှည်ဆွဲတောက်ရင်ကြောက်ကတ်ကိုထိခိုက်စေပါတယ်ဒုတိယကအစားအသောက်ပါကျွန်တော်တို့မြန်မာပြည်ကငပိငချောက်နဲ့အငန်းအရမ်းကြိုက်တယ်အဲ့ဒီအငန်းသက်ဆိုဒီယမ်တွေကသွေးတိုးကိုတက်စေပြီးကြောက်ကက်သွေးကြောလေးတွေကိုဓာတ်ရိုက်ဖျက်ဆီးပါတယ်အချိုရည်တွေကလည်းစီးချိုကိုထင်းရခက်စေပြီး diabetes nephropathy လို့ခေါ်တဲ့စီးချိုကြောက်ကက်ယောဂဖြစ်စေပါတယ်ဒါအပြင်အရက်နဲ့ဆေးလိကိုကြာရှည်ဆွဲပြီးတောက်တယ်ဆိုရင်လည်းကြောက်ကက်ကိုထိခိုက်နိုင်ပါတယ်ဘလို့ကာကွယ်မလဲရေကိုဝအောင်တောက်ပါချွေးထွက်များတဲ့အလုပ်လုပ်ရင်ရေပိုတောက်ပါအရေးကြီးဆုံးကတော့အနည်းဆုံးတစ်နှစ်တစ်ကြိမ်သွေးစစ်စီးစစ်ပါသွေးထဲမှာ creatinine တက်နေလားစီးထဲမှာ protein ပါနေလားဆိုတာစောစောသိရင်ကြောက်ကက်ဆေးရတဲ့အဆင့် dialysis မရောက်အောင်တားဆီးလို့ရပါတယ်ယောဂဖြစ်မှကူးမဲ့အစားမဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်လိုက်ပါတင်းရဲ့နှလုံးနဲ့ကြောက်ကက်ကိုဒီနေ့ကစပြီးဂရုစိုက်ပါကျန်းမာရေးဘ ഹു တုတတွေအတွက်အာရောချန်ကို